ပြီးမှာတော့မျက်စိလေးဖြည်းဖြည်းချင်းလေးဖွင့်တယ်ဟုတ်တယ်ဖွင့်ပြီးတော့မှာတော့ဦးကောင်လက်ကလေးနှစ်ဖက်ကိုမှာတော့ဆန့်ထုတ်လိုက်နော်ဆန့်ထုတ်ပြီးတော့မှညာလက်ကလေးကကိုယ့်ရဲ့ဘယ်ဘက်နှစ်ထင်လေးကိုကင်လိုက်မယ်ဟုတ်တယ်ကင်လိုက်ပြီးတော့ညာဘက်အချမ်းလေးပဲဆောင်းထားမယ်လက်ကလေးကဆက်လာတဲ့အတိုင်းလေးပဲဘေးဘက်ကိုဆက်လာမယ်ဘယ်လက်ကလေးကအသက်ကလေးမှာတော့ရှူသွင်းတယ်ဟုတ်တယ်ရှူထုတ်မယ်ခါလေးဆက်လာရင်ဘက်ကလေးဖွင့်လာဟုတ်ပြီပြီးမှတော့အပေါ်လေးတက်တဲ့ကိုဖြည်းဖြည်းချင်းလေးဆန့်ထုတ်လိုက်မယ်ဘယ်လက်ကလေးဟုတ်တယ်1ဟုတ်ပြီအသက်ကလေးရှူရမယ်မှာတော့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမှရဲ့ဘယ်လက်ကလေးကညာဘက်ဒူကောင်းလေးကိုတစ်ခါတည်းတက်ကိုင်ကိုယ့်ရဲ့ညာလက်ကလေးကိုအပေါ်တစ်ခါတည်းဆန့်ထုတ်လိုက်မယ်နော်ဟုတ်ပြီအသက်ကလေးရှူမယ်မှာတော့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးညာလက်ကလေးကိုအမားတို့အနောက်ကိုညာဘက်တင်လာနောက်မှာတွက်ချပြီးတော့မှတစ်ချက်ကလေးကော့တင်လိုက်မယ်ရှင်ဘက်ကိုဖွင့်ပြီးတော့မှအနောက်ကိုတစ်ချက်လေးကော့တင်မယ်1ဟုတ်ပြီသက်ရှူနေမှာတော့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမှတော့ဖြည်းဖြည်းချင်းလေးပြန်လာတယ်ပြန်ထိုင်တယ်ပြီးလက်ကလေးနှစ်ဖက်ကိုပြန်ဆန့်ထုတ်တယ်ဟုတ်တယ်ဒီခါဘယ်ဘက်ရှမ်းလေးနော်ဘယ်လက်ကလေးကညာဘက်နှစ်ထင်လေးကိုတက်ကင်တယ်ခါလေးဆက်နေရင်ဘက်ကလေးဖွင့်လာမယ်1ဟုတ်ပြီအသက်ကလေးရှူထားမယ်2ရှူသွင်းရှူထုတ်ပခုံးအားလေးချော့ထားကြည့်ပါဦး3 4 okay 5ပြီးကိုရဲ့ညာလက်ကလေးကဘယ်ဘက်တစ်ကောင်လေးဘယ်ဘက်ဒူးကောင်လေးတက်ကင်ဘယ်လက်ကလေးကိုအပေါ်ကိုဆန့်ထုတ်တယ်1ဟုတ်ပြီလက်ဖြားထိတ်ကလေးမောကြည့်တော့လို့ရတယ်2ရှူသွင်းရှူထုတ်3 4 okay 5ပြီးဘယ်လက်ကလေးထောက်ညာလက်ကလေးကိုအနောက်မှာပို့ရှင်ဘက်ကလေးကိုဖွင့်ပြီးတော့အပေါ်လေးကိုမှတော့ကော့ချဟုတ်ပြီတက်ရှူမယ်မှာတော့2ရှူသွင်းရှူထုတ်ရင်ဘက်ကလေးဖွင့်လာမယ်ခေါင်းလေးလန်ချလာကြည့်ပါဦး3 2 okay 1ပြီးဖြည်းဖြည်းချင်းလေးပြန်ထိုင်ချokay ပြန်ထိုင်ချပြီးတော့မှလက်ကလေးနှစ်ဖက်ကိုအနောက်မှာတစ်ချက်ချိတ်တယ်ချိတ်ပြီးတော့မှတော့အရှိကိုလိုပဲဆင်းမယ် up ပြန်တက်မယ်ဟုတ်တယ်ရှူမယ်โอเคထုတ်မယ်ကြောပြင်လေးနဲ့ပခုံးလေးနဲ့ရားကတော့ခွာမယ်ရှူမယ်โอเคထုတ်မယ်နောက်ဆုံးတစ်ချိန်ကျမှတို့နှစ်ဖူးလေးကိုဖြာနဲ့ထိပြီးတော့လက်ကလေးကိုကိုရားလောက်မှအပေါ်လေးကိုတက်ထားမယ်အဲ့ဒါလေးမှာခဏလေးအသက်ရှူသွင်းမယ်ဟုတ်တယ်ရှူထုတ်မယ်ဒီပြေဝါလေးရှူသွင်းဟုတ်တယ်ရှည်ရှည်လေးရှူထုတ်ရှည်လေးရှူသွင်းတယ်ရှည်လေးရှူထုတ်တယ်ဟုတ်ပြီပြီးမှဖြည်းဖြည်းချင်းလေးပြန်တက်လာခဲ့တယ်ဟုတ်တယ်ပြန်တက်ပြီးလက်ကလေးကိုဖြီလိုက်ပြီးလက်ကလေးနှစ်ဖက်ကိုဘေးဘက်ကလေးကိုလက်ချောင်းလေးတွေမှတို့ထောက်လိုက်တယ်နော်ထောက်ပြီးတော့ပခုံးလေးတစ်ဖက်စီကိုမှတို့ဖိချတယ်ခဏကိုလေးနောက်ကိုနည်းနည်းဆုပ်ပြီးတော့မှတင်မလေးနောက်ကိုနည်းနည်းဆုပ်လိုက်ဆုပ်ပြီးမှပခုံးလေးကိုဘေးညာဖိချမယ်1 2ရှူသွင်းရှူထုတ်လေးနဲ့သွားမယ်3 4ဟုတ်တယ်5 6 7 okay 8 9 okay 10ပြီးမှတော့ဖြည်းဖြည်းချင်းလေးပြန်တက်လာ okay တက်လာပြီးတော့ခဏကိုလေးညာဘက်အရှမ်းလေးကိုမှတော့ twist လေးလှည့်လိုက်မယ်ဟုတ်တယ်ဘယ်လက်ကလေးကညာဘက်တူကောင်းတိုင်းဖြည်းဖြည်းချင်းမှတော့ညာဘက်အရှမ်းလေးကိုပခုံးလေးကိုပို့လှည့်မယ်နော်1ဟုတ်တယ်ခါလေးဆက်လိုက်ရင်ဘက်ကလေးဖွင့်လာမယ်2ရှူသွင်းရှူထုတ်3 okay 4ဟုတ်တယ်5ပြီးမှတော့ဘယ်လက်ကလေးကိုအရှိကဒူးကောင်းလေးနဲ့မှတစ်ချက်ထားညာလက်ကလေးကိုအပေါ်ဆန့်ထားမယ်1ဟုတ်တယ်ပခုံးတစ်ခုတဒန်းနဲ့ပဲเนาะမှာတော့2ရှူသွင်းရှူထုတ်မယ်3 4 okay 5ပြီးမှတော့ဖြည်းဖြည်းချင်းလေးပြန်လာတယ်လက်လေးနှစ်ဖက်ကိုဆန့်ပြီးတော့နောက်ထပ်တစ်ချမ်းလေးဘယ်ဘက်အချမ်းလေးကိုပြန်သွားတယ်ပခုံးလေးကိုရားသလောက်လေးဆွဲလှည့်မယ်ခါလေးဆက်ရင်ဘက်ကလေးကိုဖွင့်လာမယ်1ဟုတ်တယ်တက်ရှူမယ်မှာတော့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမှတော့ညာလက်ကလေးကိုအခြေမှာချတယ်ဘယ်လက်ကလေးကိုမှတော့အပေါ်လေးကိုဆန့်ထုတ်ထားတယ်မယ်1ဟုတ်ပြီရှူသွင်းမယ်မှာရှူထုတ်မယ်2 3 4 okay 5ပြီးဖြည်းဖြည်းချင်းလေးပြန်ချဟုတ်တယ်
ပြီးမှမတို့ခြေထောက်ကလေးနှစ်ဖက်ကိုအခြေကိုနည်းနည်းလေးထုတ်ပြီးတော့ပူးလိုက်တယ်ပြီး butterfly လေးခါလေးဆန့်ရင်မက်ကလေးကိုဖွင့်တယ်1ဟုတ်ပြီရှုပေးရှုထုတ်2 3 4 okay 5 6 7 8 9 okay 10ပြီးမှဒူကောင်းလေးနှစ်ဖက်ကိုကျုံလိုက်တယ်1 mic ကလေးကိုဆွဲညှစ်တယ်ပခုံးလေးကိုတွန်းဆွဲထားတယ်မတို့1ဟုတ်တယ်နားလေးမှာခဏလေးပို့ထားမယ်2ရှုသွင်းရှုထုတ်3 4 okay 5ပြီးမှတို့ဘေးဘက်ကိုဖြည်းဖြည်းချင်းပြားနေအောင်ရှေ့ရောက်ကလေးကိုပြန်ချတယ်1အမခဏလေးထိမ့်ပြီးတော့မှအရှိလေးကိုတစ်ချက်လေးမတို့မှောက်ချလိုက်မယ်နော်တောင်လေးနှစ်ဖက်ကိုဘေးကရှေ့ဘဝလေးကိုမတို့ဆွဲဖြဲလိုက်ပြီးတော့မှဆွဲဖွင့်လိုက်ပြီးတော့မှအရှိလေးကိုမတို့ကိုရားတဲ့လောက်လေးပဲမှောက်ချမယ်နော်1ဟုတ်တယ်အသက်ရှူမယ်မတို့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမတို့ဖြည်းဖြည်းချင်းလေးပြန်လာ okay ပြန်လာပြီးမှမတို့ညာဘက်ချမ်းလေးကိုခြေထောက်လေးကိုထုတ်လိုက်တယ် okay ဟုတ်တယ်တကောက်ဘက်ကလေးကိုခါလိုက်မယ်နော်ဟုတ်ပြီဟုတ်တယ်လက်ကလေးနှစ်ဖက်ကိုဆန့်တယ်ပြီးညာဘက်အချမ်းလေးကိုမတို့ဖြည်းဖြည်းချင်းလေးစောင်းတယ်1ဟုတ်ပြီတက်ရှူရမတို့2ရှူသွင်းရှူထုတ်စောင်းထိမကင်သေးဘူးနော်မတို့3 4 okay 5ပြီးမတို့ပြန်လာတယ်ဘယ်ဘက်ရှမ်းလေးကိုတစ်ထောင်လေးချတယ်ပြန်ပြီးတော့မှစောင်းချမယ်1ဆွဲချမယ်လက်ကလေးကို2ရှူသွင်းရှူထုတ်3 4 okay 5ပြီးတော့မှမတို့ပြန်သွားတယ်ချီမလေးကိုကင်ပြီးတော့မှဖြည်းဖြည်းချင်းလက်ကလေးနှစ်ဖက်နဲ့မတို့ဖြည်းဖြည်းချင်းကိုမှီတဲ့လောက်လေးတော့ကင်မယ်နော်လက်ကလေးနှစ်ဖက်နဲ့ကင်ပြီးတော့မှရှင်မက်ကလေးဖွင့်ပြီးစေးလာမယ်1ဟုတ်ပြီလက်ကလေးရှူမယ်မတို့2ဟုတ်တယ်ရှူသွင်းရှူထုတ်3 4 okay 5ပြီးမတို့ဖြည်းဖြည်းချင်းလေးပြန်တက်လာတယ်ဟုတ်တယ်ဒီခါကျတော့မတို့ဘယ်ဘက်အရှမ်းလေးကိုတထောင်လေးနှစ်ဖက်လုံးချပြီးတော့ခဏလေးပို့ထားမယ်1ဟုတ်တယ်ရှူသွင်းရှူထုတ်ပဲမတို့2ဟုတ်တယ်ရှူသွင်းရှူထုတ်3ထိန်းထားပဲမတို့4 okay 5ပြီးမတို့ဖြည်းဖြည်းလက်ကလေးကိုအပေါ်ပြန်ဆက်ပြီးယူလာတယ်ယူပြီးတော့ညာဘက်အရှမ်းလေးကိုတစ်ချက်လေးအမတို့ခြေတစ်လုံးတက်သားလေးတင်းနဲ့တစ်ချက်ကလေးကောက်လာမယ်ခြေသားလေးကောက်ပြီးလက်နဲ့ဆွဲတာနော်1ဟုတ်တယ်တက်ရှူနေမတို့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမတို့ရဲ့ညာခြေထောက်ကလေးကိုဖြည်းဖြည်းချင်းလေးဆွဲလာပြီးတော့မှတစ်ချက်ကလေးအပေါ်လေးကိုမတို့စမ်းထုတ်လိုက်တယ်နော်ခါးလေးဆန့်ရင်ဘက်ကလေးကိုဖွင့်တာရှေ့ဖနောက်ကလေးကနေဆွဲကပ်ကိုအတင်းဆုံးညမှာထားတယ်မရသေးမှဒူကောင်းလေးကွေးပြီးတော့ဘိုက်ကလေးနဲ့ပေါင်လေးနဲ့ကပ်မယ်နော်ရရင်အပေါ်ထိဆွဲရမယ်5 4 3 2 1 okay ပြီးမှတော့အရှောက်ကလေးကိုဖြည်းဖြည်းချင်းအရှိမှာပဲရှာပြီးတော့မှလေးကိုရှူမယ်လက်ကိုဆန့်ထုတ်ပြီးတော့အရှိလေးကိုတစ်ချက် forward လေးမှတော့ခုံးချမယ်1ဟုတ်ပြီအသက်ကလေးရှူသွင်းမယ်ရှူထုတ်မယ်2 3 okay 4ဟုတ်တယ်5ပြီးတော့မတို့ဖြည်းဖြည်းချင်းလေးပြန်လာနောက်တစ်ချမ်းလေးကိုမတို့ပြန်သွားမယ်ဘယ်ဘက်ရှိတော့ကလေးမတို့စမ်းထုတ်လိုက်မယ်နော်တကောက်ကွက်ကလေးတွေခါလိုက်တယ်ခါလေးဆန့်ရင်ဘက်ကလေးကိုဖွင့်ဟုတ်တယ်ပြီးလက်ကလေးနှစ်ဖက်ကိုဆန့်တယ်ဘယ်ဘက်ရှမ်းလေးကိုမတို့အရင်ဆုံးစောင်းချတယ်1ဟုတ်ပြီအသက်ရှူမယ်မတို့2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမတို့ပြန်လာတယ်ညာဘက်ရှမ်းလေးကိုတစ်ထောင်လေးချတယ်ရှင်ဘက်ကလေးဖွင့်ပြီးမတို့စောင်းချမယ်1ပခုံးလေးတွန်းထားတယ်2ရှူသွင်းရှူထုတ်3 4 okay 5ပြီးမတို့ဖြည်းချင်းလေးပြန်လာတယ်ဟုတ်တယ်ဒီခါကျမှခြေထောက်ကလေးကိုလက်ကလေးနှစ်ဖက်နဲ့မတို့ရားတဲ့လောက်လေးတော့တိုင်နေမရလို့စင်ရတဲ့နေရာမှာပဲပို့ထားမယ်နော်မိနေဆိုရင်မတို့ဖြည်းဖြည်းချင်းလေးထိပြီးတိုင်မယ်5 4 3 okay 2ဟုတ်တယ်1ပြီးမတို့ဖြည်းဖြည်းချင်းလေးပြန်လာညာဘက်ရှမ်းလေးမှာတထောင်လေးနှစ်ဖက်လုံးခါလိုက်မယ်ဟုတ်တယ်ညာဘက်ရှမ်းမှာတထောင်လေးနှစ်ဖက်လုံးချလိုက်မယ်2ဟုတ်တယ်ရှူသွင်းရှူထုတ်3 4 okay 5ပြီးလက်ကလေးကိုအစမ်းတိုင်းလေးပြန်ယူလေးကိုရှူလက်ကိုဆန့်ပြီးတော့မှာတော့ဒီဘက်အရှမ်းလေးကိုခြေထောက်လေးလက်ကလေးနှစ်ဖက်ကကိုယ့်ရဲ့ခြေထောက်လေးကို
ကော့ထားမယ်နော်ခြေချောင်းလေးကိုကော့ထားမယ်1ဘိုင်းနဲ့ပေါင်နဲ့ဆွဲကပ်မယ်2ရှုသွင်းရှုထုတ်3 4 okay 5ပြီးမှဖြည်းဖြည်းချင်းလေးခြေထောက်ကလေးကိုဆွဲယူလာခဲ့တယ်တစ်ခါအရှိတက်တဲ့ကိုစမ်းထုတ်ဘိုင်းကြီးနဲ့ပေါင်လေးနဲ့ hamstring နဲ့မှတစ်ချက်လေးချော်မယ်5ဟုတ်တယ်ရှုသွင်းရှုထုတ်မှတော့ရလို့စိန်ကိုရဲ့ရင်ဘက်နားလေးဆွဲကပ်ပြီးတော့ရှေးမထိတ်ကလေးကိုပြန်ကြည့်ရမယ်နော်2ရှုသွင်းမယ်ရှုထုတ်မယ်3 4 okay 5ပြီးဖြည်းဖြည်းချင်းလေးပြန်ချလိုက်တယ်ချပြီးမှအရှိလေးကိုမှတော့တစ်ချက်ကလေးခုံချဆွဲဆက်လာရှေ့လေးတက်တဲ့လေးမှတော့ခုံပြီးတော့မှဆန်းထုတ်ထားမယ်5 4 3 2 okay 1ပြီးတော့မှတော့ဖြည်းဖြည်းချင်းလေးပြန်လာခြေထောက်လေးတစ်ဖက်လုံးကိုအရှိကိုဆန်းထုတ်လိုက်တယ်ဆန်းထုတ်ပြီးမှ forward fold လေးတစ်ချက်ကလေးခုံချokay ခုံချရမယ်1ဟုတ်ပြီရှုသွင်းရှုထုတ်2 3 4ဟုတ်တယ်5ပြီးတော့မတို့ဖြည်းဖြည်းချင်းလေးပြန်ဟုတ်ကဲ့ရှောင်းလေးနှစ်ဖက်ကိုကြက်ချေခတ်ပြီးတော့အမတို့၄ဘက်ထောက်ပုံစံလေးကိုတစ်ခါတည်းဝင်လိုက်မယ်နော်ဟုတ်တယ်ပြီးအမတို့ပခုံးလေးနှစ်ခုအရင်လျှော့ကြည့်မယ်နော်ညာဘက်ရှမ်းလေးကိုလက်ကိုထုတ်ပြီးတော့မှကိုယ့်ရဲ့ဥကောင်းလေးကညာဘက်ပခုံးလေးပေါ်မှာသွားဖိအိမ်ရဲ့ပုံစံလေး1ဟုတ်တယ်အတိုင်းလေးမှာခဏလေးလျှော့ရမယ်2ဟုတ်တယ်ရှုသွင်းရှုထုတ်3 4 okay 5ပြီးမှတော့ဘယ်ဘက်ဆန်းလေးကိုပြန်လာမယ်ဘယ်ဘက်ဆန်းလေးကိုနောက်တစ်ဆန်းလေးပြန်သွားမယ်1ဟုတ်ပြီဖိချရမယ်မှာတော့2ဟုတ်တယ်ရှုသွင်းရှုထုတ်3 4 okay 5နောက်တစ်ချိန်လေးပြန်သွားမယ်မှာတော့ဖြစ်ဖြစ်ညာဘက်လက်ကလေးကိုပြန်ဆန်းထုတ်တယ်okay ပြန်ပြီးဖိချရတယ်1ဟုတ်တယ်ရှုသွင်းရှုထုတ်မှာတော့2 okay 3 4ဟုတ်တယ်5ပြီးမှတော့ပြန်လာတဲ့ဘယ်ဘက်အချမ်းလေးကိုပြန်သွားအောင်မယ်ပခုံးလေးကိုတွန်းထားမယ်နော်1ဟုတ်တယ်ကိုယ့်ရဲ့ဥကောင်းလေးနဲ့ဖိချတာမယ်2တစ်ထောင်လေးမထိစင်နဲ့မှတော့တစ်ထောင်နဲ့ဖြာနဲ့မထိစင်နဲ့နော်ဟုတ်တယ်3 4 okay 5ပြီးမှတော့ဖြည်းဖြည်းချင်းလေးပြန်တက်okay တက်ပြီးတော့မှတို့ကတစ်ချက်လေးပခုံးလေးကိုတွန်းပြီးတော့မှရှူရင်းနဲ့အောက်ကိုငုံမယ်ဟုတ်တယ်ပြီးတော့မှတို့ရှူရင်းနဲ့ခေါင်းလေးကိုမောင်းမယ်ကက်ကောင်းလို့ပုံစံလေးပဲသွားမယ်နော်မြင်းမြောက်ရိုးလေးကိုတွန်းနဲ့ဘိုက်ကိုဆွဲညှစ်ရှိုးလာတယ်မှတို့အစုံထိခုန်ချမယ်ဟုတ်တယ်အပေါ်မောတဲ့အချိန်မှာရှူမယ်okay ထုတ်မယ်ဟုတ်တယ်ရှူမယ်okay ထုတ်မယ်ဟုတ်ပြီပြီးတော့မှတို့ပုံမှန်တိုင်းလေးပဲလက်ကလေးနှစ်ဖက်ကိုအရှိကိုတွားပြီးတော့မှပါပီပို့လေးဆေးလိုက်မယ်နော်လေးစီရင်မက်ကလေးချထားတယ်1အတက်ကလေးကိုမတို့ချူရမယ်2ဟုတ်တယ်ရှူသွင်းရှူထုတ်3 4 okay 5ပြီးတော့မှတို့ဖြည်းဖြည်းချင်းပြန်တက်လာခဏလေးဒူးကောင်းလေးနှစ်ဖက်ကိုရှဲပခုံးအားလေးကိုရှော့ချိုင်းဖို့လေးမှတို့ခဏလေးခုံးချလိုက်မယ်နော်ဟုတ်တယ်တက်ကလေးရှူသွင်းနေမှတို့ရှူထုတ်တယ်